ရှေးလွန်လေးပြီးသောအခါဘာယာနတိပြည်ကြီးရဲ့တနေရာမှာကုန်တဲ့အစုအဝေးကြီးတစ်ခုဟာခရီးရှည်ကြီးထွက်ဖို့ပြင်ဆင်နေကြတဲ့လဲအစီပေါင်း900တီတီဟာကုန်ပစ္စည်းတွေအပြည့်နဲ့တန်းစီလို့ပေါ့သူတို့ဟာကျဲပြောလာတဲ့သဲကန္နာရကြီးတစ်ခုကိုဖြတ်တန်းရမှာပါနေဘက်မှာဆိုရင်ပူပြင်းတဲ့နေအောင်ကြီးကတဲတွေကိုမီးခဲလိုပူစေတာကြောင့်ခရီးသွားလို့မရဘူးလေဒါကြောင့်သူတို့ဟာညဘက်ရောက်မှကောင်းကင်ကကျဲတာယာတွေကိုကြည့်ပြီးခရီးနှင်းကြရတယ်တဲကန်ဒါရာကိုဖြတ်တန်းလာတာရှက်ပေါင်းများစွာကြာခဲ့ပြီးနောက်ဆုံးတညသာလိုပါတော့တယ်။ကုံတယ်ရီအားလုံးကလည်းမနှက်ပြန်ဆိုရင်တော့တဲကန်ဒါရာအပြင်ဘက်ကိုရောက်ပြီးလွတ်ပြီးဆိုပြီးဝမ်းသာအားရနဲ့ကြန့်ရှိသမျှရှေးနဲ့စားနဲ့ရိခါနဲ့ကိုအကုန်သုံးဆွဲပစ်လိုက်ကြပါတယ်။ဒါပေမဲ့အဲ့ဒီနောက်ဆုံးညမှာပဲကံကြမ္မာကအလိပ်အပေါင်းဖြစ်ခဲ့ပါတယ်။လမ်းပြဖြစ်သူဟာပင်ပန်းလွန်းလို့လှဲပေါ်မှာအိပ်ပျော်သွားတဲ့အခါလမ်းပြရှိတဲ့နွားတွေဟာလမ်းကြားမှားပြီးနောက်ပြန်လှည့်သွားခဲ့ကြတယ်။မနဲ့လင်းလို့နေထွက်လာတဲ့အခါမှာတော့အားလုံးဟာထိတ်လန့်တုန်လှုပ်သွားကြပါတယ်။သူတို့ရောက်နေတာကတခြားနေရာမဟုတ်ဘဲမနေ့ကသူတို့ချက်ပြုတ်စားတော့ခဲ့တဲ့နေရာဟောင်းကြီးဖြစ်နေလို့ပါပဲရေလည်းမရှိရိခါလည်းမရှိတော့တဲ့အတွက်ကုန်သည်တွေဟာအားကိုးရမဲ့ဒီငိုယိုကမျောလင်းချက်ကင်းမဲ့စွာလှဲအောက်တွင်မှာပုံအိမ်နေကြတော့တယ်ဒါပေမဲ့ဖျားလောင်းကုန်သည်ခေါက်ဆောင်တာတော့စိတ်တမ်းမချခဲ့ပါဘူးငါသာဇွဲလျှော့လိုက်ရင်ငါနောက်ပါလာတဲ့လူတွေအားလုံးတေကြရလိမ့်မယ်လို့တွေးပြီးအေးငယ်တဲ့မနက်စောစောမှာရေရနိုင်မဲ့လက္ခဏာကိုမြေပြင်မှာလိုက်လံရှာဖွေပါတယ်နောက်ဆုံးမှာတော့မြက်ပင်လဲတပင်ကိုတွေ့လိုက်ပြီးတီအောက်မှာရေရှိရမင်းဆိုတဲ့ယုံကြည်ချက်နဲ့လူတွေကိုဝိုင်းဝန်းတူးခိုင်ပါတယ်အားလုံးကလက်လျှော့ချင်နေကြပေမဲ့ဖျားလောင်းရဲ့လမ်းညွှန်မှုအားပေးမှုတွေကြောင့်ဆက်လက်တူးကြရမှာနောက်ဆုံးတူးကြတော့နဲ့ခေါင်းဆောင်ကြီးအားပေးမှုကြောင့်ဇွဲမလျှော့ပဲဆက်လက်တူးကြသည်ပြီး60ကျော်တူးပြီးနောက်အောက်ခြေတွင်မာကျောလာသောကြောက်ဖျားကြီးတစ်ခုခံနေသည်တူးသူများကကြောက်ဖျားကြီးခံနေပြီးရေမထွက်နိုင်တော့ဘူးဟုဆိုကလက်လျှော်လိုက်ကြသည်ခေါင်းဆောင်ကတော့ကြောက်ဖျားအောက်တွင်ရေရှိကိုရှိရမယ်ဟုယုံကြည်နေစေဖြစ်သည်ခေါင်းဆောင်သည်ဝိရိယရှိသောလူငယ်တဦးကိုခေါ်ကကြောက်ဖျားကိုထုခွဲရန်တိုက်တွန်းသည်သူသည်လူငယ်အားပေးစကားပြောကြပြီးယုံကြည်မှုအပြည့်နဲ့ကြောက်ဖျားကိုအားကုန်လွှဲထုလိုက်ဖို့ခိုင်းစေခဲ့သည်လူငယ်သည်ခေါင်းဆောင်၏စကားကိုယုံကြည်ပြီးရှိသမျှခွန်အားကိုစုစည်းကတူကြီးဖြင့်ကြောက်ဖျားကိုပြင်းထန်စွာရိုက်နှက်လိုက်သည်ကြောက်ဖျားကြီးကွဲအပ်သွားပြီးအောက်ကနေကြည်လင်အီးမြတဲ့ရေပန်းကြီးထွက်ပေါ်လာပါတော့သည်ကြည်သွားပြီးအားလုံးအသက်ပေးကလွတ်မြောက်သွားခဲ့ကြပါတယ်ပုံမြင်လေးကပေးတဲ့သင်ငန်းစာဘလောက်ပဲအခက်အခဲနဲ့ရင်ဆိုင်ရပါစေနောက်ဆုံးအချိန်အထိဇွဲမလျှော်ပဲကြိုးစားမယ်ဆိုရင်မဖြစ်နိုင်တာမရှိဘူးဆိုတာပါပဲ